ဒါလေးကဒီနေ့နေကုန်မှာထွက်သွားတဲ့6ဘူး6ခွန်အလဲမှာနက်ခတ်ဖြစ်တဲ့မူလေးကိုပြပေးမယ်အလဲမှာနက်ခတ်ဖြစ်ရင်နောက်တက်3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကိုလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြပေးမယ်ဒီမှာ4နှစ်နက်ခတ်ဖြစ်တယ်2ရက်အတွင်း3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကိုလိုက်ပေးတယ်ဒီမှာညီကိုဟုတ်ပြီနော်အပူးမလာဘူးညီကိုတွေဆင်းပြီးသွားတယ်အဲ့တော့ဒီမှာလဲနက်ခတ်ဖြစ်တယ်3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကိုဒီမှာညီကိုတွေဆင်းပေးတယ်ညီကိုဟုတ်ပြီနော်ဒီမှာညီကိုဒီမှာလဲနှစ်ခတ်ဖြစ်တယ်2ရက်3ရက်တည်းမှာအပူးတော့မဟုတ်ညီကိုဆင်းပေးတယ်ဒီမှာညီကိုဆင်းပေးတယ်အပူးဆင်းပေးတယ်ဟုတ်ပြီနော်ညီကိုတွေအပူးတွေဆက်ဆင်းပေးတယ်နှစ်ခတ်ပြပေးရှစ်တက်ဒီမှာလဲနှစ်ခတ်ဖြစ်တယ်အပူးတော့မဟုတ်ညီကိုဖြစ်မနေ3ရက်တည်းမှာဆင်းပေးတယ်လဲနှစ်ခတ်ဖြစ်တယ်အပူးတော့မဟုတ်ညီကိုနော်ဒီမှာညီကိုတွေ3ရက်3ရက်တည်းမှာဆင်းပေးတယ်ဒီမှာလဲနှစ်ခတ်ဖြစ်တယ်ဒီမှာအပူးဆင်းပေးတယ်ဟုတ်ပြီနော်ဒီမှာအလဲနှစ်ခတ်ဖြစ်တယ်အပူးတော့မဟုတ်ညီကိုဆင်းပေးတယ်ဒီမှာအပူးဆင်းပေးတယ်3ရက်အတွင်းမှာဒီမှာလဲနှစ်ခတ်ဖြစ်တယ်3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကိုဒီမှာညီကိုဆင်းပေးတယ်အလဲနှစ်ခတ်ဖြစ်တယ်3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကိုဆင်းပေးတယ်ဒီမှာညီကိုဆင်းပေးတယ်အလဲနှစ်ခတ်ဖြစ်တယ်2ရက်3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကိုဆင်းပေးတယ်ဒီပွဲမှာတော့ညီကိုဒီမှာဆင်းပေးတယ်နော်ညီကိုလဲနှစ်ခတ်ဖြစ်တယ်အပူးတော့မဟုတ်ညီကိုနော်နှစ်ခတ်ဖြစ်တယ်အပူးတော့မဟုတ်ညီကိုဆိုတော့ဒီမှာဖောင်းပွဲလည်းရှိတော့ဆင်းမသွားဘူးဟုတ်နော်ဒါလေးလောက်တဲ့ပတ်အဲ့တော့ဒီမှာလဲနှစ်ခတ်ဖြစ်တယ်3ရက်တည်းမှာအပူးတော့မဟုတ်ညီကိုဆင်းပေးတယ်ပြက်ပင်မရှိသေးဘူးနော်အဲ့တော့ဒီမှာ6အလဲနှစ်ခတ်ဖြစ်တယ်1ရက်2ရက်3ရက်တည်းမှာအပူးတွေညီကိုတွေလာမယ်ဟုတ်ပြီနော်ဗီဒီယိုဖိုင်လည်းအရင်မရှိချင်ဘူးကျွန်တော်ပြရင်3မိနစ်5မိနစ်အတွင်းပဲပြပေးတယ်အမှုတစ်ခုကိုရှင်းရှင်းလင်းလင်းပြပြတသားသိနိုင်အောင်လို့ကြိုက်တဲ့အမျိုးတွေကိုတီးသက်တစ်ခုချင်းစီပြပေးတယ်သူများ live တွေကိုကျွန်တော် live မနှိမ့်ချင်မရှိဘူးကျွန်တော်ပြပေးတဲ့မူလေးတွေကတစ်ခုဆိုတစ်ခုရှင်းရှင်းလင်းလင်းပြပြတသားယုံကြည်နဲ့ဘယ်နဲ့အတွင်း live လို့ရအောင်ဆိုတာပဲကျွန်တော်ပြပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းနှစ်ခတ်ဖြစ်တဲ့3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကူလာမယ်လည်းနှစ်ခတ်ဖြစ်တဲ့ဘူးတော့မဟုတ်ညီကူလာမယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူလာမယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူတွေလာတယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူတွေလာတယ်ဟုတ်ပြီနော်3ရက်အတွင်းမှာလဲနှစ်ခတ်ဖြစ်တဲ့3ရက်အတွင်းမှာအပူးတော့မဟုတ်ညီကူတွေလာတယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူတွေလာပြီးတယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူတွေလာပြီးတယ်ဒီဘွဲရန်ကလေးလောက်တဲ့ပတ်ဆိုတော့ပြတ်တယ်နော်ဒီမှာလဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူလာတယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူလာတယ်လဲနှစ်ခတ်ဖြစ်တဲ့အပူးတော့မဟုတ်ညီကူလာတယ်အဲ့တော့ဒီမှာနောက်ဆုံးပွဲအထိကိုညီကိုဆင်းပေးထားတယ်ဒီမှာလည်းညီကိုဆင်းထားတယ်ညီကိုတွေဆက်မြူးမယ်လို့ဘယ်တော့မှမပြောနိုင်ဘူးအပူးတဲ့ညီကိုဆင်းပေးထားတယ်အဲ့တော့မူကလည်းလဲနှစ်ခတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အပူးထပ်ဆင်းလာနိုင်ကြီးရှိတယ်ညီကိုတွေထပ်ဆင်းလာနိုင်ကြီးရှိတယ်ကဲကြိုက်တာမကြိုက်တဲ့ခံစားချက်တော့မထိုးခံစားမနေနဲ့ထိုးရမှာကိုလို့ထွက်ရမှာသူလို့ကိုရရကိုယူပြနော်ကိုလက်